အားလုံးယေရှုနာမ၌မင်္ဂလာပါယေရှုရှင်အမြဲရှိတယ်ဆိုတဲ့ဓမ္မကျမ်းလေးအရောက်စီတိုင်းကိုခွန်အားပေးချင်ပါတယ်ယေရှုတော်များစွာခံစားရတဲ့ခိုင်မာယေရှုတော်တန်ဖိုးကိုလုံးဝနာမလဲဒုက္ခဆင်းရဲရောက်တော်မလေးဖယားကိုတန်တားတယ်ဒုက္ခတွေရောက်တော့သင်ရဲ့ပေါင်းဖို့သင်ရဲ့နှဘေးမှာဆုံးထွက်သွားလေစိတ်ကြီးနဲ့မိတ်ဆွေသင်ရဲ့နာမှာယေရှုရှင်အမြဲရှိတယ်ဘယ်လိုပြဿနာဘယ်ရာမျိုးဆိုသူလေးငြိမ်းအေးစီတဲ့သူကိုစားယုံကြည်သူပါဒုက္ခဆင်းရဲများမှာကင်းဝေးလိမ့်မယ်အော်ဒုက္ခတွေရောက်တော့သင်ရဲ့ပေါင်းဖို့သင်ရဲ့နှဘေးမှာဆုံးထွက်သွားလေစိတ်ပြေတဲ့မိတ်ဆွေသင်ရဲ့နာမှာယေရှုရှင်အမြဲရှိတယ်ယေရှုတော်များစွာခံစားရတဲ့ခိုင်မာယေရှုတော်တန်ဖိုးကိုလုံးဝနာမလဲဒုက္ခဆင်းရဲရောက်တော်မလေးဖယားကိုတန်တားတယ်ဘယ်လိုပြဿနာဘယ်ရာမျိုးဆိုသူလေးငြိမ်းအေးစေတဲ့သူကိုစားယုံကြည်သူပါဒုက္ခဆင်းရဲများမှာကင်းဝေးလိမ့်မယ်အော်ဒုက္ခတွေရောက်တော့သင်ရဲ့ပေါင်းဖို့သင်ရဲ့နှဘေးမှာဆုံးထွက်သွားလေစိတ်ပြေတဲ့မိတ်ဆွေသင်ရဲ့နာမှာယေရှုရှင်အမြဲရှိတယ်ယေရှုရှင်အမြဲရှိတယ်ယေရှုရှင်အမြဲရှိတယ်ကျမ်းစာသူရောက်စီတိုင်းပေါ့ဖျားရှင်သာယူတမ်းကြည့်ပေးပါစေ